အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်ခွန်အားပေးခြင်းနဲ့နှုတ်ကပတ်တော်ကတော့ကောရိန္သုဩဝါဒစာဒုတိယစာဆောင်အခန်းကြီး9ခန်းငယ်7လူမည်တွေကခရစ်တော်၌ရှိလျင်အသစ်ပြုပြင်သောတသဝါဖြစ်၏ဟောင်းသောအရာတို့သည်ပြောင်းလဲ၍ခတ်သိမ်းသောအရာတို့သည်အသစ်ဖြစ်ကြပြီဒီကျမ်းစာကိုကြည့်တဲ့အခါမှာအပိုင်းတစ်ပိုင်းရှိပါတယ်ပထမပိုင်းကတော့လူခရစ်တော်ထဲမှာရှိတဲ့လူကအသစ်ပြုပြင်တဲ့တသဝါဖြစ်တယ်ဒုတိယတစ်ခုကတော့အဲ့ခရစ်တော်ထဲမှာရှိတဲ့လူကဟောင်းနေတဲ့အရာတွေကိုပြောင်းလဲပြီးတော့ခတ်သိမ်းသောအရာတွေကိုအသစ်ဖြစ်လာစေပါတယ်ဖခင်နှုတ်ကပတ်တော်ဖြစ်တာကြောင့်ကျွန်တော်တို့ကိုယ့်ကိုမညာဘဲနဲ့လေးလေးနက်နက်ဆင်ခြင်ကြည့်အောင်ကျွန်တော်ဘဝမှာဘယ်အရာတွေဟောင်းနှွမ်းနေလဲအဲ့ဒီဟောင်းနှွမ်းနေတဲ့အရာတွေထဲမှာခရစ်တော်ရှိမယ်ဆိုရင်အသစ်တွေပြောင်းလဲလာပါလိမ့်မယ်တကယ်ပဲဟောင်းနှံသွားပြီလားတကယ်ပဲသုံးလို့မရတော့ဘူးလားတကယ်ပဲဖြေဆိုလို့မအောင်မြင်နိုင်တော့ဘူးလားရှေ့ဆက်ဖို့နဲ့ဖောက်ထွက်ဖို့ခွန်အားတွေကုန်ခန်းနေပြီလားတကယ်ပြုပြင်တည်ဆောက်လို့မရတော့ဘူးဆိုတာသိချသွားပြီလားဘလို့မှညီနိုင်လို့ရောမရနိုင်တော့ဘူးမဖြစ်နိုင်တော့ဘူးလားဒီလိုအခြေအနေမျိုးဖြစ်လာပြီဆိုရင်ကျွန်တော်တို့ကိုအသက်ပြုပြင်ပေးနိုင်တဲ့ခရစ်တော်ကိုကျွန်တော်တို့တတိယဖို့ဖြစ်တယ်ဒီလိုအခြေအနေတွေကိုပြုပြင်ပြောင်းလဲဖို့ဆိုတာအဖြေတစ်ခုပဲရှိတယ်အဖြေတစ်ခုပဲဖြစ်တယ်ခရစ်တော်ထဲမှာရှိတဲ့လူမည်တွေကခရစ်တော်၌ရှိလျင်အသက်ပြုပြင်သောတသဝါဖြစ်ဟောင်းသောအရာတို့သည်ပြောင်းလဲ၍ခတ်သိမ်းသောအရာတို့သည်အသက်ဖြစ်ကြပြီ